ရွှေကပြောတဲ့သဘာဝရှိပါတယ်ဒါကြောင့်ရွှေတဲ့တစ်ခုပြုတ်လို့တဲ့အခါမှာခောက်ရွှေသားတီးတန့်ဆိုရင်အရင်ပြောတဲ့အတွက်ခိုင်ခံပြီးလိုချင်တဲ့ဒီဇိုင်းကိုပုံဖော်ဖန်တီးလို့ရအောင်လို့တခြားသတ္ထုအနေငယ်နဲ့ရောဆက်ပြီးတော့ပြုလုပ်ကြရပါတယ်အဲ့လိုရောဆက်ပြီးတော့သုံးပြကြတဲ့ရွှေအများစုကတော့15ပဲရေ14ပဲနှစ်ပြားရေနဲ့စိန်တယ်ကြောက်တယ်တွေမှာအသုံးများတဲ့73ပဲရေနဲ့12ပဲရေလိုပဲဖြစ်ပါတယ်အခုလိုရွှေဆက်တဲ့အခါမှာအပြင်ဆက်နဲ့အတွင်းဆက်ဆိုပြီးတော့ရွှေဆက်နည်း2မျိုးဖြစ်ပေါ်လာပါတယ်အပြင်ဆက်ဆိုတာကမီးလင်းအခောက်ရွှေချင်းတစ်ကြက်သား16ပဲကိုကျွေးမုတ်တဲ့ဆက်ခဲသို့မဟုတ်အလိုင်းတစ်ပဲနဲ့ရောဆက်ထားခြင်းပဲဖြစ်ပါတယ်15ပဲရွှေကအပြင်ဆက်တဲ့အခါမှာမီးလင်းအခောက်ရွှေတစ်ကြက်သား16ပဲကိုဆက်ခဲသို့မဟုတ်အလိုင်းတစ်ပဲရောဆက်လိုက်တဲ့အတွက်စုစုပေါင်းရွှေချင်း18ပဲရွှေအားဖြင့်15ပဲအပြင်ဆက်ပဲဖြစ်ပါတယ်တွင်းဆက်ဆိုတာကတော့မီးလင်းအခောက်ရွှေချင်း15ပဲကိုရွှေမုတ်တဲ့ဆက်ခဲသို့မဟုတ်အလိုင်းတစ်ပဲနဲ့ရောဆက်လိုက်တဲ့အတွက်စုစုပေါင်းရွှေချင်း16ပဲရွှေအားဖြင့်15ပဲအတွင်းဆက်ပဲဖြစ်ပါတယ်အပြင်ဆက်ရွှေကအတွင်းဆက်ရွှေတဲ့ရွှေပေါင်ဝင်မှုနှုန်းအနည်းငယ်ပိုများတဲ့အတွက်ပုံမဝင်းမှာတောက်ပါပြီးတော့ရွှေရည်သွေးပုံမကောင်းပါပါတယ်အပြင်ဆက်အားရွှေပေါင်ဝင်မှုနှုန်းပိုများသလိုဈေးနှုန်းကလည်းအတွင်းဆက်ရွှေထက်အနည်းငယ်ပိုများပါတယ်ရွှေရည်ကွာသလိုရွှေဈေးကွာခြားမှုကလည်းရှိပါတယ်ရွှေရည်15ပဲရင်တူပေမဲ့အပြင်ဆက်နဲ့အတွင်းဆက်ထပ်မံကွာခြားတာကြောင့်15ပဲရင်အတူတူတောင်မှအပြင်ဆက်ကပိုပြီးတော့ရွှေရည်သွေးပုံမကောင်းပါပါတယ်ဒါကြောင့်ရွှေဝယ်မယ်ဆိုရင်အဓိကသတိထားရမယ့်အချက်ကတော့ကိုဝယ်ယူမဲ့ရတနာတွေကအတွင်းဆက်လားအပြင်ဆက်လားသေချာမေးမြန်းမှုလိုပါတယ်။ဒါအပြင်ရွှေဈေးကတော့အပြင်ဆက်ဈေးနဲ့လားအတွင်းဆက်ဈေးနဲ့လားဆိုတာတိကျသေးကြအောင်မေးပြီးမှဝယ်ယူဖို့လိုပါတယ်နော်။ရွှေဘုံရတနာတိုင်းရဲ့ရွှေတွေအားလုံးကတော့အပြင်ဆက်နဲ့ပြုလုပ်ထားတဲ့လက်ဝယ်ရတနာတွေလေးဖြစ်လို့ရွှေရည်သွေးနဲ့လှပမှုကိုတော့လုံးဝစိတ်ချလို့ရပါတယ်။ဒါအပြင်ပြည်မြို့မှာနှစ်ပေါင်း40ကျော်ကြာအောင်ရည်တည်လာခဲ့ပြီးတော့အယောင်လဲစင်ပြေဆုံးဝန်ဆောင်မှုများနဲ့ပစ္စည်းမှန်ဈေးနှုန်းမှန်ပြီးတော့စိတ်တိုင်းကြစေရပါမယ်ခင်ဗျာ။